ငါအရမ်းပျော်တယ်ကို I'm happy လို့ပြောမလား I'm very happy လို့ပြောမလား I'm so happy လို့ပြောမလား I'm really happy လို့ပြောမလားဘယ်တစ်ခုမှန်လဲ1 2 3လေးခုလုံးမှန်ပါတယ်เนาะအရန်ပြောတယ်ဆိုလို့ရှင်တော့ very လည်းသုံးလို့ရတယ် so လည်းသုံးလို့ရတယ် really လည်းသုံးလို့ရတယ် but what's the difference very ဆိုလို့ရှင်တော့အားလုံးသိပြီးသားเนาะအကိုလုံးကသုံးနေကြစကားလုံး very ဒါပေမဲ့နောက်တစ်ခု so ကကျတော့ပို့ပြီးတော့မှ strong ဖြစ်တဲ့ emotions တွေ feelings တွေကိုပြောတယ်ငါအရန်ပြောတယ်လို့ပြောတဲ့အခါ I'm so happy လည်းမျိုးဆိုပြောလို့ရတယ်เนาะနောက်တစ်ခု really ကကျတော့ native speakers တွေအရန်သုံးတဲ့အထဲမှာပို့ပြီး natural ဆန်တဲ့အထဲမှာဒီ really ပါပါတယ်ဆိုတော့ကိုက very နဲ့ so တွေပဲသုံးနေကြဆိုလို့ရှင်တော့အခုဒီတစ်ခါ really လို့ပြောင်းသုံးကြည့်ပါငါလေးအရန်ပြောတာပဲ I'm really happy ငါရမ်းပင်ပန်းတယ် I'm so tired or I'm really tired ငါလေးမင်းကိုအရန်ချစ်တာပဲ I love you very much လို့မပြောတော့ဘူး that's really basic and old version เนาะဒီတစ်ခါဘယ်လိုပြောမလဲဆိုလို့ရှင် I really love you ငါမင်းကိုအရန်ချစ်တယ်ဟုတ်ပြီเนาะဒီသုံးခုမှဘယ်ဥစ္စာကိုအကြိုက်ဆုံးလဲ comment မှာရေးနဲ့ဖြေပြီးသွားပါအောင်ဒီလိုမျိုးဗီဒီယိုလေးတွေအတွက် comment မှာ yesလို့ရေးပေးပါသိချင်တာရှိလို့ရှင်လဲ comment မှာမေးပေးထားပါเนาะတင်တန်းလေးစုံစမ်းချင်တယ်ဆိုလို့ရှင်တော့ဒီဖုန်းနံပါတ် Viber မှာမနက်10:00နာရီကနေ9:00နာရီအထိ message ပို့ပြီးတော့မှစုံစမ်းမေးမြန်းလို့ရပါတယ် Thank you so much guys see you on my next video